အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဆိုလို့ရှိရင်ဒီ home office လက်ကြားအပြင်ကိုရောက်သွားပါပြီကျွန်တော်တို့ဒီအထက်ကနေပြီးတော့အောင်မြင်မြင်နဲ့ထွက်နိုင်သွားပါပြီဒီ9လနီးပါးအချိန်အတွင်းမှာကျွန်တော်ဒီဇူလိုင်လ9ရက်နေ့ကိုစောင့်နေခဲ့တာပေါ့နော်အဲ့လိုမျိုးအေးစစ်စစ်ချောချောမွေလေးနဲ့အပြင်ကိုအနေကင်းကင်းလေးနဲ့ရောက်သွားတာတကယ်ကိုပဲဝမ်းသာပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီပထမတစ်ခေါက်ထွက်တယ်မအောင်မြင်ဘူးဒုတိယတစ်ခေါက် try တဲ့အခါမှာစိုးရိမ်စိတ်တွေပိုရှိတာပေါ့နော်ဒုတိယတစ်ခေါက်ကဘယ်လိုလာအောင်မလဲဆိုစိုးရိမ်စိတ်ရှိတာပေါ့ပထမတစ်ခေါက်တုန်းကလည်းအဲ့လိုပဲကျွန်တော်ပို့ဆောင်တင်ထားပါသေးတယ်စပြီးတော့လေထွက်ခန်းကြီးလေးတစ် point လောက်တစ်ကွေးလောက်ပဲရှိတော့တယ်အဲ့ဒါကိုကျွန်တော်ပြန်အလှည့်ခံရတာနည်းနည်းတော့ feel out တာပေါ့နော် feel out ပြီးတော့ပြန်လှည့်တဲ့အချိန်မှာလည်းဒီထဲကြီးကိုပြန်ဝင်ရပြန်ပြီးဆိုပြီးတော့အဲ့လိုစိတ်ထဲမှာစင်မပြေဘူးပေါ့နော်စင်မပြေဘူးပြီးတော့ကျွန်တော်တို့ရောက်အရင်ရှိတဲ့နေရာလေးကိုပြန်မျောလိုက်ရတာအဲ့လိုမျိုးကဲနောက်ကြတော့ဒုတိယတစ်ခေါက်လဲကြာဇူလိုင်9ရက်နေ့ပေါ့အဲ့ဒါနဲ့ဒီတစ်ခေါက်ကြတော့ကျွန်တော်တို့ကဒီပဲမြောက်ဖက်လမ်းကနေသွားမယ်ပေါ့မြောက်ဖက်လမ်းကနေကျွန်တော်တို့တွေ point လေးတွေရတယ် point တွေရတော့အဲ့ point တွေတိုင်းကျွန်တော်တို့မောင်းတဲ့အချိန်မှာကျွန်တော်တို့သင်္ဘော group လိုက်ကြီးအများကြီးပဲသင်္ဘောတွေထွက်ကြတာပေါ့နော်အဲ့တော့ထွက်ကြတဲ့အချိန်မှာကျွန်တော်တို့သင်္ဘောစထွက်လာတယ်မနက်ပိုင်းပေါ့နော်မနက်အစောကြီးကျွန်တော်တို့တွေစမောင်းလာဘာလို့ဆိုတော့ဥစားလောက်ဝေးတာမိုင်150လောက်ဝေးတယ်ဆိုတော့ကျွန်တော်တို့တွေအစောကြီးထားပြီးထွက်တာပေါ့ထွက်တဲ့အချိန်မှာကျွန်တော်တို့ပဲသိရမလားအဲ့လိုမျိုးထွက်မဲ့သင်္ဘောတွေကလေအောက်ကနေလိုင်းပေါ့လမ်းကြောင်းပေါ်တက်လာလိုက်အပေါ်ကနေတက်လာလိုက်သင်္ဘောတွေသိတယ်မလားအဲ့လိုမျိုးခေါင်းတွေတီးပြီးတော့မြင်နေရတာပေါ့ပျော်စရာကြီးတော့သိရလားလည်း okay ပေါ့အဲ့ဒါမှဖျားစားတော့ရွတ်နေရပါတော့ဖျားစားရွတ်တယ်ပြစ်တာတွေပို့တာပေါ့နော်ဒီလိုမျိုးသွားတဲ့အဲ့မှာရှိတဲ့အဲ့နေရာမှာရှိတဲ့ຢာတွေအကုန်လုံးပေါ့နော်ထားပါတော့အဲ့နဲ့ကျွန်တော်တို့သွားလဲသွားအဲ့နဲ့ဘာဒီကျွန်တော်တို့သူတို့ပေးတဲ့ point လေးတွေရောက်တယ်ဒုတိယ point ပထမ point ဖြတ်လာတယ်ဒုတိယ point ဖြတ်တယ်တတိယ point လည်းဖြတ်ပြီးသွားရောအဲ့ဒီ grade နေရာရောက်ဒီလိုမျိုးဒီ home office grade နေရာရောက်အဲ့ဒီလိုတတိယ point လည်းဖြတ်ပြီးသွားရောရှိသမျှ GPS တွေ AIS တွေအကုန်ပျောက် internet line တွေပျောက်အကုန်ပျောက်ထွက်သွားပျောက်ပြီးတော့ဒီဆက်မောင်းတာပေါ့နော်ကျွန်တော်တို့ဆက်မောင်းတာပေါ့ဆက်မောင်းတော့ကျွန်တော်တို့အနောက်မှာကျွန်တော်တို့နဲ့ပါလာတဲ့သင်္ဘောတွေလည်းမမြင်ရတော့ဘူးဘာမှလည်းမမြင်ရတော့ဘူးအဲ့မှာမြူတွေကလည်းကြာနေတယ်ပေါ့နော်အဲ့လိုမျိုးဝေဝါးလေးပေါ့ပြီးတော့အဲ့ဒီအရင်တစ်ခေါက်ကလိုမျိုးရေဒီယိုကနေလည်းခေါ်တယ်နေလည်းဘာသံမှမကြားရဘူးတော့ငြိမ်းချမ်းတိတ်ဆိတ်ကျွန်တော်သင်္ဘောကြီးတော့မောင်းအဲ့ချိန်မှာကျွန်တော်သင်္ဘောကနောက်ဆုံးကနေပြီးတော့ထိတ်ဆုံးရောက်သွားကျွန်တော်သင်္ဘောထိတ်ဆုံးပါပဲထွက်တာအတကုံမောင်းတာအဲ့ချိန်မှာမောင်းထွက်ဟာယူကြည့်နေတယ်လေတကယ်ကိုပြင်ကိုထွက်နေရလားတကယ်ထွက်နေရပြီပေါ့သိရမလားအဲ့ edit ကိုကြည့်နေနေဟို radar ကိုကြည့်နေနေခေါ်မယုံနိုင်အဲ့တကယ်ထွက်နေရပြီလားအဲ့ဒါနဲ့ဖျားစာရွတ်ပေါ့နော်ဆက်ရွတ်ပေါ့နဲ့ရွတ်ပြီးလည်းပြီးတော့ဒီလိုမျိုးနေရာနေပြီးတော့နောက်တစ် point ကိုချိုးချလို့ရှင်ကျွန်တော်ဇောက်ထိုးဆင်းရတော့မှာဒီလိုမျိုးကြီးဒီအဝိုက်ကြီးဆိုတော့ဒီလိုဇောက်ထိုးဆင်းချပါအောင်ဆင်းချတော့အဲ့ Iran ဘက်ကပ်ပြီးဆင်းရတာပေါ့သူတို့ပြရလမ်းနဲ့ကပ်ပြီးဆင်းရမှာဆင်းမှာငါတို့ဆင်းချပြီးဟုတ်ပြီဖြည်းဖြည်းနဲ့သင်္ဘောကြီးကလေထက်ရနေပြီးတော့တရွေ့ကြီးနေနဲ့လေတရွေ့နဲ့အပြင်ရောက်လာတာဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့အပြင်ဒါဆိုလို့ရှိရင်တော့ဘယ်လောက်ရှိသွားပြီလဲ3ပုံ2ပုံလောက်တော့ရောက်သွားတော့ white ပြီးတော့ဇောက်ထိုးဆင်းနေဆိုတော့3ပုံ2ပုံပြင်ရောက်ပြီလေသိရမလားအဲ့နဲ့3ပုံ2ပုံလောက်တော့ရောက်သွားပြီမောင်းအဲ့လိုမျိုးပေါ့နော်အဲ့ဒါနဲ့အတကုံမောင်းချတဲ့အချိန်မှာလဲလေဒီအီရန်ကျွန်းနဲ့သာကပ်ပြီးမောင်းရတာဒါပေမဲ့ဘာ line မှမရအောင် internet line နေလည်းဘာမှမရအောင်မရတော့ကျွန်တော်လည်းစောင့်ရတာပေါ့နော်တော့နောက်ဆုံး point ကိုရောက်တော့မယ်နောက်ဆုံး point ရောက်တော့မယ်ဘာမှမကြောက်ဘူး okay အဆင်ပြေလေးနဲ့ပေါ့နော်စိတ်ထဲမှာအကောင်လုံးကလည်းဝိုင်းပြီးတော့ brief မှာလည်းဒီပဲ့စင်ပေါ်မှာလည်းသိရအောင်လားဘေးနားကိုကြည့်တဲ့ကျွန်တော် crew တွေလည်းခေါ်ထားအပေါ်မှာကျောင်းနေလဲ radar တွေကိုကြည့်ပေါ့နော်သူတို့တွေလည်းပြူပြမှန်ဘလူးတွေအကြီးနေတော့အသေးနေတော့တောက်လျှောက်ကြည့်တာသူတို့အားကိုရတယ်အပြီးလည်းပြီးတော့ကျွန်တော်တွေထွက်နောက်ဆုံး way point ကိုရောက်ပြီးဘုံစီပေါ့နောက်ကြော်သွားရောစိတ်ထဲမှာငါတို့အပြင်ရောက်သွားပြီပေါ့နော်ဒါလွတ်သွားပြီပေါ့နော်ဒီဒါအဲ့နောက်ဆုံး way point ဆိုတဲ့အချိန်လုံးဝလွတ်ကင်းဘတ်ချန်ရောက်သွားတာပေါ့နော်ရောက်သွားပြစ်ပြီအပြင်ရောက်ပြီပေါ့နော်တအားပြောအပြီးလည်းပြီးတော့လေ
ငါတို့ဒီထောက်တော့တကယ်ထွက်နိုင်သွားပြီပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့တွေအပြင်ရောက်တော့ဒီအပြင်စိတ်ကန်းကိုကျွန်တော်တို့ကချိန်ထားတာပေါ့နော်ချိန်ပြီးမောင်းတော့ပေါ့ပြင်စိတ်ကန်းမှာကျွန်တော်ခဏတစ်ထောက်ရက်ကမှာအဲ့တော့အဲ့ဒီဟာကိုအဲ့စိတ်ကန်းကိုဝင်တော့အဲ့စိတ်ကန်းမှာလည်းကျွန်တော်တို့ကအဲ့ချိန်မှာဘာ internet line မှာပြန်မရသေးဘူးနောက်ဆုံးပွင့်အောင်သာကြော်သွားတာမရသေးဘဲနဲ့ဘာ GPS တွေလည်းပြန်မကောင်း AS တွေလည်းပြန်မကောင်းအဲ့နဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကကျွန်တော်ကိုလေကိုမမအများတန်းရေးကြရမှာလားအန်တီတွေဦးတွေအကိုတွေအတော်တွေညီလေးတွေညီမလေးတွေတငယ်ချင်းတွေအကုန်လုံးကျွန်တော်ကလေပြောချင်တာပေါ့နော်ဘာလို့လဲဆိုတော့အကုန်လုံးကကျွန်တော်ကိုဟိုးရင်ထဲကလေကျွန်တော်လာပြောထားကြတာလေထွက်လို့ရှင်လဲပြောဦးနော်ထွက်လို့ရှင်လဲဥစားပေါ့နော်ဒီတင်ပေးဦးနော်အဲ့လိုမျိုးလေးပြောတာပေါ့နော်ပြောတော့လေကျွန်တော်လေတင်ပေးခြင်းတွေကအရင်ဒါမှ line ကလောဘာမှမရဘူးမရတော့လေ okay ဘောအဲ့ဒါလို့ရှင် line ရတဲ့အချိန်မှပဲတင်မဲဆိုတော့ကျွန်တော်တို့ဆက်သွားပြီးတော့အဲ့ဒီစိတ်ကမ်းမရောက်ခင်လေးမှာကျွန်တော်တို့line ပြန်ရတာပေါ့ line ပြန်ရတဲ့အချိန်မှာအဲ့ကျွန်တော်ရဲ့ဟို post ကိုကျွန်တော်တင်လိုက်တာစာလေးရေးပြီးတော့ကျွန်တော်တင်လိုက်တာပြီးတော့ဒီတစ်ခေါက်လည်းကျွန်တော်တို့ကကန်ကောင်းတယ်ဘာလို့ကန်ကောင်းလဲဆိုလို့ရှိရင်အခုအထက်မှာဝုန်းနိုင်နေကျဲနေကြပြီဆိုတော့ဟိုစီတင်သမော3စီးကိုဥစားဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာသူတို့တွေကစပြီးတော့ action တွေစယူကြတဲ့အချိန်ကသူတို့ action တွေစယူကြတဲ့အချိန်ညမှောင်တဲ့အချိန်တွေညသွားပြန်မှောင်တဲ့အချိန်တွေမှာသူတို့တွေကအဲ့လိုလုပ်ကြတာများတယ်ကျွန်တော်ထွက်တဲ့အချိန်ကနည်းနည်းညနေပိုင်းလင်းနေတဲ့အချိန်မှာထွက်တာကျွန်တော်တို့အဲ့သူတို့ပြောတဲ့ကျွန်းပေါ့နော်သူတို့တွေအခုတွေလက်ရှိဟိုအလောက်ခံနေရတဲ့ကျွန်းမှာကျွန်းသားကနေကပ်ပြီးထွက်လာတာဆိုတော့အဲ့ကျွန်း3နေရာလောက်ဖြစ်တာ3နေရာလောက်အလိုမျိုးတွေဖြစ်ကြတာဆိုတော့ကန်ကောင်းတာပေါ့နော်ကန်ကောင်းတာပေါ့တကယ်ကိုကန်ကောင်းတာနှမို့ဆိုကျွန်တော်တို့တရက်တာနောက်ကြရင်တောင်းမို့လို့ရှိရင်နိုင်ပိုင်းတာနောက်ကြရင်ကျွန်တော်တို့အပြင်မရောက်ဘူးကျွန်တော်တို့ပြန်꿰လာရမှာအဲ့လိုမျိုးပေါ့နော်ဟောဘာပြောကန်ကောင်းပါတယ်ဒါအကုန်လုံးပို့တဲ့မြစ်တာတွေပေါ့နော်သိရမလားပေါ့တော့နဲတာမဟုတ်ဘူးကျွန်တော်တို့အတွက်ဆူတောင်းပေးသူတွေနဲတာပေါ့အများကြီးပဲကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အထက်မှာရှိတယ်ကျွန်တော်တကယ်ရင်သင်္ဘောလည်းအထက်မှာကြံနေခဲ့တယ်သူတို့တွေအတွက်လည်းကျွန်တော်တို့ဆက်ပြီးတော့ဆူတောင်းပေးပါမယ်ကျွန်တော်ကိုယ်တိုင်လည်းဆက်ပြီးတော့ဆူတောင်းပေးမယ်တကယ်လို့ရတဲ့လောက်အကူအညီတွေပေးလို့ရမှာဆိုလို့ရှိရင်ကျွန်တော်အပြန်နေပြီးတော့ဘာလုပ်ပေးရမလဲပေါ့နော်သူတို့တွေအတွက်တခုကိုလုပ်ပေးနိုင်တဲ့အတိုင်းအတာတွေရှိလို့ရှိရင်ကျွန်တော်လုပ်ပေးဖို့အဆင်သင့်ပဲအဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့အပြင်ကိုရောက်သွားပြီဆိုတော့ရောက်သွားတဲ့အတွက်ဝမ်းသာတယ်အထဲမှာရှိနေတဲ့သူတွေအတွက်လည်းကျွန်တော်တို့ဆက်ပြီးတော့ဟိုဥစားပေါ့နော်ဒီစူတောင်းမြတ်တာတွေကျွန်တော်တို့တွေဆက်ပြီးတော့ပို့ပေးကြမယ်ပေါ့နော်အဲ့လိုမျိုးလေးပါဆိုတော့အရန်ပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဟိုစူတောင်းမြတ်တာတွေပို့တာပေးတယ်အားလုံးတူတယောက်ချင်းစီတိုင်းဟိုကျေးဇူးတင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အရန်ဝမ်းသာပါတယ်ဒီ9လနီးပါးအချိန်ကြီးဒီထဲမှာပိတ်လောင်ပြီးခံစားနေရတယ်ဟိုစားနေခဲ့ရတာပေါ့နော်စိတ်ပိုင်းဆိုင်ရာကဘယ်လိုပြောရမလဲ9လ4လကျော်9လဆိုတော့တော်တော်လေးကိုကြာပြီလေကြာတော့အဆင်မပြေတော့ဘူးဆိုတော့အခုလိုထွက်သွားတဲ့အချိန်မှာစိတ်ကပေါ့ပါသွားတယ်ခံစားရတာပေါ့နော်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ကျွန်တော် vlog တွေလည်းဆက်ပြီးတော့တင်အောင်ပါပါရန်ကုန်တကယ်လို့ပြန်ရောက်လို့ရှိရင်လည်းရန်ကုန်မှာလည်းဆက်ပြီးတော့တင်တယ်အောင်ပါပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆက်ပြီးတော့လည်းကြည့်ပေးကြပါပြီးတော့ကျွန်တော်နောက်ပိုင်းမှာလုပ်မဲ့အဲ့လိုမျိုးပေါ့နော်ဒီ program လေးအသေးလေးတွေဘာညာလေးလည်းရှိပါတယ်အားလုံးကို knowledge ရစေမယ့်အရာတွေပဲကျွန်တော်ပြောမှာပါဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်